ကျွန်တော်သာကားကန်ထူးရှင်ဖြစ်လို့ကတော့ဂျိုးထိုးပြီးတော့ပျော်ပလိုက်ပါဗျာတင်သာကားကန်ထူးရှင်ဖြစ်လို့ကတော့တင်တယောက်တည်းတင်သာမကတင့်တမိသားစုလုံးမှာဂျိုးထိုးပြီးတော့ပျော်ရမှာနော်ဒီလိုပျော်ရွှင်မှုမျိုးကိုလေရွှေဘုံရဲ့အရင်သားတွေကကားကန်ထူးရှင်တွေကိုယ်တိုင်ခံစားမှုပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ရက်ကတိတ်မကြံတော့ဘူးနော်မန္တလေးရွှေဘုံအော်တိုမိုဘိုင်းကဖွင့်လှစ်လိုက်တဲ့ Toyota Avanza Suzuki Sea နှစ်စီးတပြိုင်တည်းဖွင့်လှစ်မဲ့ကန်ထူးရှင်ရွေးချယ်ပွဲကြီးမှာကိုကြိုက်တဲ့ကဏ္ဍလေးတွေကိုတင်အားဝယ်ယူမှားယူကံမဆန်းရသေးဘူးဆိုရင်တော့တော်တော်နောက်ကျနေပြီနော်ဘယ်နံပါတ်လေးရသေးလဲဆိုတဲ့မိတ်ဆွေတွေအတွက်ရွှေဘုံအော်တိုမိုဘိုင်း Face Messenger နေပြီးတော့တွားရောက်မေးမြန်းမှားယူကန်ဆန်းနိုင်ပါတယ်ခင်ဗျာကန်ဆန်းပြီးပြီဆိုတာနဲ့ကန်ဆန်းရဲ့သူ့ကိုဖုန်းဆက်မဲ့ရက်ကတော့16ရက်3လ2025မှာဖုန်းဆက်မှာပဲဖြစ်ပါတယ်ခင်ဗျာဖုန်းဆက်ပြီးဆိုတာနဲ့တင်ရဖုန်းလေးကိုကင်ပြီးဂျုံးနေပါထုံးမလိုက်ပါတော့ဗျာ